ပွဲနောက်လဲရတာလဲဟဲ့လူကတော့ပိန်မသွားဘူးပင်တော့ပင်မန်းနဲ့အားရပင်မန်းတော့လမ်းရကြမ်းတော့ကိုလက်တွေကြိုက်ခဲနေရပဲတဲ့ကိုပဲပွဲနောက်လဲရတာတော်တော်ကိုစိုးရတယ်အေးဘယ်သွားလဲမသိဘူးအီဘာရေဗျာမေဗျာမေလုံနေတာလည်းကမအမေကိုစက်တော်လေးဆွဲပြီးတယ်မှာဒီဝတ်စုံလေးကဒါအပြန်ကြမှာပဲဒါလေးကိုဝတ်ခက်လိုက်တော့မယ်ဒီပေါ့ရှာခေါင်းကျော်လေးနဲ့ဆွဲပြီးတယ်မှာဆိုဘာလုပ်နေလဲမသိဘူးမလီတော့ကတာဒီမှာပါကလဲကဆိုလဲဆိုရအမလီပွဲလိုက်လိုက်အိတ်မယ်စားမယ်ကြံငွေရှိရင်ပတ်ဆက်ကိုအိတ်ထဲကိုထည့်မယ်ဒါတို့ကညောင်းလို့လေလုံးမပေးနဲ့ငေါက်ခံအောင်ကဲမိမထည့်တော့မယ်လာပြီလာနေရပဲဒီအားလေတကက်ကိုပဲလောက်နေတယ်မသိဘူးပဲဒီဘာကလို့လူမီဟုတ်တယ်ခေါင်းကျော်လေးနဲ့ဆွဲပြီးတယ်မှာလို့စက်တော်လေးတက်နေလို့ခေါင်းကျော်ဆက်ပြရမှာဟုတ်တယ်နောက်ပြီးကြလည်းကောင်းပြုနှုတ်ပေးအောင်ဟုတ်ပြီမင်းကကတာဆိုညောင်းတာပေါ့မလဲကရမကရနဲ့မဆိုင်ပါဘူးပြောကြည့်ရတာကပြင်မနာပဲဘာသာတော့မင်းအမိမဲဒီတော့လည်းလိုက်ရသေးတယ်ညီအဲ့လိုမပြောနဲ့တော့လီမပြောပါဘူးကိုမေကိုချစ်လို့စားတာပါအေးအဲ့ဒါမေတော့ဒီဦးစားလေးဗာလေငါဟောလာမှာမသိကိုကငါပြီးသားလားဒီຢာလေးနဲ့ဆိုအမေရဲ့ပွဲလိုက်အိတ်လိုက်စားလိုက်ပြီးနေရသေးအိမ်ရောက်တော့လည်းနေသေးနင်းသေးကဲပဲတို့အမေနဲ့တော့တာသမီးလေးတယောက်တည်းမွေးထားလို့တော်ရတယ်ပေါ့ခိုင်းစားလို့ကိုပြောကုန်မှလည်းမဟုတ်ခိုင်းကုန်မှလည်းမဟုတ်ဘူးဟောဘိုက်ကစားပွဲရတော့ဂျာကြီးမောင်ကျော်ဂျာကြီးလာပါဦးမင်းလာပါဟဲ့နင်းမစားတော့မလို့ရတယ်ငါဖိုက်စားလို့စမ်းမှာကွန်ပျူတာဖြိုးစမ်းမှာငါမောင်းလို့ပြရလုပ်ပြနိုင်ပါဘူးဘာလို့လုပ်ပြမှာမဲငါလိုက်ရဆိုတာဂျာကြီးငါပွဲလက်ခံမယ်ငါပြတဲ့ချင်းနဲ့ရှင်းပြေးသွားမယ်ပွဲတင်ပေးမယ်နေစကောင်လို့ဘယ်နဲ့ခိုင်းရကြီးနဲ့အနောက်ထိခိုင်းလေအထိခိုင်းလေစမ်းချိုခိုင်းလေစမ်းချိုပြန်သွားတယ်ဟဲ့သူလေခေါ်ခိုင်းလေဒီနောက်ထဲမဟုတ်လားစမ်းချိုကဟုတ်တယ်လေလုပ်ပေးနိုင်မှာဘာကလုပ်မှာကိုမင်းသမီးကိုလုပ်ပေးပါငါဖိုက်စားနင်းနဲ့ချီနဲ့ဘာနေအောင်လုပ်ပေးကြလားဟာကိုတခါလက်ကိုချတော့ကလေးနည်းနည်းအားကိုပြီးလုပ်ပါအောင်ဟာမကရလေနင်းတို့လုပ်ပေးနိုင်မှာဝေယဝဇ္ဇမလီနင်းပြန်ကလိုက်လုပ်ပြအောင်ငါဘာမလို့ငါဂျာကြီးလုပ်ပေးနိုင်ငါမို့သွားမယ်ဂျာကြီးလုံးမပေးခြင်းလို့တော်ရတယ်မင်းသမီးပါစက်တဲ့ခုံမကျွေးရုံတမယ်ပဲမေပစ္စည်းအမေဒါညလည်းတူတူခေါ်တာမှာဟာပစ္စည်းတွေကတင်းပြီးပြီသွားကြဆိုအမေတဲ့ကြီးကဝေးသေးတယ်ရဝေနားမှာအမေရဲ့ပစ္စည်းတင်းပြီးလားတင်းပြီးပြီသွားကြဆိုလာတော့ငါဒီတရမတက်တာဘူးဇက်တော်ကြီးထိုးနေရကုန်မြောင်ကြီးကလည်းအဲ့ဆိုမလိုက်တော့ဘူးလားမေလိုက်မှာပေါ့ငါမတက်တာလားနည်းနည်းလေးတော့နှိပ်ပေးဦးမှာပေါ့နှိပ်ပေးပြီးတက်တာလိုက်မှာပေါ့နှိပ်ပေးပြီးတက်တာလိုက်မယ်မောင်ကျော်မန်နေဂျာဘာဖြစ်လဲအမေနှိပ်ပြီးတော့တက်မှာဇက်ကြောက်တယ်မလိုက်နိုင်ဘူးပွဲလေအိမ်လေဇက်ကြောတက်ပြန်ပြီပေါ့အေးပါဟာနင်းနေပြန်ကိုမေကိုဟောငါပစ္စည်းတွေလည်းတရားအောင်ပါလေလက်ပြန်ညောင်းနေမင်းကြီးရတယ်နော်နှိပ်ပြီးတော့တက်မှာဟဲ့နင်တို့ကလည်းကြွယ်ပဲဖြစ်နေပါရဲ့ငါအမေလည်းတခုခုဖြစ်သွားပါမနင်တို့နှိပ်နေရတယ်ဒုက္ခဟာကြီးလေကိုလည်းရနေမှာပေါ့မန်နေဂျာရဲ့နင်တို့လာစာပေးပြီးခေါ်ကြတာနော်ဒါပေမဲ့ငါတို့ကလေနင်တို့လာစာပေးခေါ်လို့လေခိုင်းချင်တိုင်းခိုင်းဆိုချင်တိုင်းဆိုနေရမဟုတ်ဘူးမိသားစုလိုပဲဆက်ဆံတာမိသားစုလိုစစ်စစ်လုံးငါတို့ကနေကြတာဟာလေမိသားစုလိုပဲနှိပ်ကြလို့နှိပ်ကြလေငါနှိပ်ကြလို့နှိပ်ကြလေနှိပ်ကြလေငါနှိပ်ကြလို့နှိပ်ကြလေနှိပ်ကြလေအမလေးမေကျော်လည်းနှိပ်မိပါဦးမယ်ဟဲ့တက်ရောင်ခန်းနဲ့ကွာမေကျော်ကဘာမှသိလို့လားနင်သိလို့လားငါ့ငါမသိပဲနဲ့ဘယ်ရမှမပြောမေကျော်နေမသိဘူးပေါ့မသိဘူးဟောငါပြမယ်ပြတာပါမေကျော်ပဲမေကျော်ပဲဟမ်
နော် အမေ